အားလုံးပဲမြင်ကြပါကျွန်တော်နာမည်အစိမ်တော့ပါကျွန်တော်ဘာလို့ဗီဒီယိုတင်ရရဲဆိုရောကျွန်တော်ဟုတ်ပါအတူတော့ပြန်အားရပါကျွန်တော်ပြောတဲ့ပါကျွန်တော်ကြောင်းပွင့်ဗီဒီယိုတိတ်တင်ပြီးမှဟုတ်ပါဘူးပြောတဲ့ပါဒီနေ့ဗီဒီယိုမှာနာကြီးနားနဲ့စော့ပြအောင်ပေါ့ဒါမှဒီနာကြီးနားရကျွန်တော်တယောက်တည်းစော့ရပြီကျွန်တော်ဟုတ်ရေတော့တွင်ထောက်ရအောင်ဟာရရဲ what the fuck 耶，多少？他呀，哎呀，我对吧？要一家呀，要这东西，我的嘿，哎呀，看你拿，哎呀，对，join，ကျွန်ပြောတဲ့ဝေကျွန်တော်ဗီဒီယိုတင်ရတိတ်ညာတင်ဖြစ်ပါဘူးဒါပေမဲ့ကျွန်တော်တင်ရဟုတ်ပြန်ပြီးတို့ရဒီဗီဒီယိုကဘာလို့တို့ရရင်အကြောင်းရအောင်ကျွန်တော်ဖင်ရမိတော့ကွာအဲ့ပြောအဲ့တော့ဘယ်လိုတည့်ရကြမလဲကျွန်တော်ကဒီဗီဒီယိုဘာလို့ရရင်အကြောင်းရဆိုကျွန်တော်ကြောင်းပြန်ဝင်ကြောင်းတက်ရအောင်ကွာကြောင်းတက်ရအောင်အဲ့ကြောင့်ဗီဒီယိုတိတ်ညာပြန်ဖြစ်ရပါဒါအောင်မှရောက်ရတက်ပြီးတော့ဝါဖြစ်ဖို့အဲ့တော့နောက်တပည့်ညာမှာပြန်တွေ့တပည့်ညာရောက်ရမနှဲအောင်ပြန်ရောက်ရတပည့်ပေါ့အကြောင်းမီးကိုလည်းပဲတူးရောက်အဲ့တော့ကျွန်တော်ထပ်ပြီးတပည့်ထုံးအဲ့စတော့အဲ့နာကြီးမှာဗျာပဲဟုတ်ဒီဘက်ရောက်သွားကျွန်တော်တော့မအောင်ပါပြောရကျွန်တော်32ပေါ့ဒီအစီပေါ့ဝင်ချက်နောက်ရောက်ထကျွန်တော်ပြောစားစီရပဲဟုတ်ကျွန်တော်ဝင်ရောက်ရကျွန်တော်ဝင်ပါမယ်အယိုးရင်မြန်မာနိုင်ငံမှာအင်မယ်ဆိုရဒီစော့တီမိုယူပါဒီစော့နာမည် TSG တောင်းရုံဦးဒီစော့မှာဆိုရပဲဟုတ်ရဘက်ကိုတန်အောင်ဝယ်လို့ရပါရဲ့ပြီးကြတော့ပြောဖို့ပဲရတော့ရဒိမ်ဘက်ရတန်ရဲ့ရောင်းပြီးပါအဲ့တော့တော်ဝယ်ရပေါ့နော်ကျွန်တော်ရဲ့ကျွန်တော်မှာအမားပါပါရဲ့တောင်းပါပါရဲ့အတောင်းပဲကျွန်တော်ဒီဗီဒီယိုနည်းနည်းစူးစမ်းပေါ့နော်စူးစမ်းဟုတ်ပါဘူးပဲပြောပြရဲဆိုတာကျွန်တော်ကကျောင်းတက်ရအောင်အဲ့အကြောင်းဒီအောင်ထိုးပြီးရောက်ရအောင်နည်းရောက်တာအဲ့မနဲ့ရိုက်ထားပြီးဆိုအဲ့နည်းကြောင်မှကျွန်တော်ကျောင်းပြန်တိုင်းမြင်ပါရောတမန်ထုံဝိုင်းဟုတ်တယ်စားရဟောဒီမှာမီးတို့တယ်ရတယ်ဟုတ်တယ်ပါမီးတို့ရရောက်တော့ထဲရဟာပဲအေးစီနော်ဒီအောင်တက်ရအဲ့တော့ကျွန်တော်ရဲ့ဒီဗီဒီယိုငါကြားရည်ရရရောက်ပါပါဒီမှာကျွန်တော်ရောင်းစကြောက်ရတယ်ဟုတ်ကြည့်ရစင်ပြအောင်ဒီကျွန်တော်လမ်းဆောင်မှာတော့ထိတ်အဲ့တော့ကျွန်တော်ပတ်စံယူရတယ်အဲ့တော့ဒီရမျိုးတော့တားရည်ထဲဒီတောင်းလို့အဲ့တော့ကျွန်တော်နောက်ကထေးတဲ့မှာတော့ထေးတဲ့မယ်ဆိုပြီးကျွန်တော်အသားရသွားယူပါဟာပြပါရီဟန်စားအော်တော့ထိုင်ပြီရောရပါပြီအဲ့ကြောင့်တော့ဝင်အဘယ်တေးပါလဲဆိုကျွန်တော်ထေးရုပ်ဖင်ရပြီးတော့တဲ့ကျွန်တော်နိုင်မှန်းသိရဗျဖင်ရပြီးတော့တဲ့ပြောပါလေအဲ့အောင်ဝင်တင်ပြီးတော့ပြောပါလေအောင်ဝင်ကျေးဇူးပြီးကျေးဇူးကြောင့်အောင်ဝင်နောက်ပြီးတော့ပြန်တက်တာ